ဘ
တ
ရုပ်ပွားစီဒီအနေကစားတင်မြင်လီထင်းလေးအောင်ရှင်းပြမယ်ဗုဒ္ဓပူဇဝန္တာမင်္ဂလာတီတရားတော်များထင်ရှားယုံကြည်ပူဇော်ကရှိဦးချီယေရှုဟာပူရသည်ဓမ္မပူဇဝန္တာမင်္ဂလာတီအမေစကြောင်းဆိုရကတော့သာသနာအမွေခံမြည်ဝိဝါဟာနီအဝါဟာထိန်ရမင်္ဂလာတီအော်ပြစ်တဲ့ကိုရရင်ငယ်ပြတော့အင်းချန်တာမင်္ဂလာခေါ်ပါသည်အောင်ကြောင်းစာစီနောင်ကောင်းရာသည်အောင်ကြပါစီနောင်ဘဝတာရှိအဖုံးကောင်းဒီဒီမရခဲ့အဝေးရရှောင်းရှာသွားရပြီအိုးဟဲရီဟဲရီကာထာတော်နဲ့စီးစိမ်ရွယ်တော်လို့ရေနာမို့အမချေတို့ညာဓမ္မတောကမဟာယာဇာရေတွေ8,400ရေကံပေါင်းက8,400ပါလူတော်မူရှားစေဒီပေါင်းက8,400ပါတိရိဓမ္မတောကမဟာယာဇာရေတွေ8,400ရေကံပေါင်းက8,400ပါလူတော်မူရှားစေဒီပေါင်းက8,400ပါအာတောကယာမကြောင်းကြီးဝိဟာဘောမှာကိုတော်တိုင်းမမယခကြီးညိုတော်မူရှာအာတောကယာမကြောင်းကြီးဝိဟာဘောမှာကိုတော်တိုင်းမမယခကြီးညိုတော်မူရှာလက်ဝါးရင်တွေမြအစင်းတင်သည်အလားကုသိုလ်ကောင်းမှုတွေဟာဝင်းဝင်းကွက်ကွက်ထင်းလင်းပေါ်ထွက်လာတိရိဓမ္မတောကမဟာယာဇာရေတွေ8,400ရေကံပေါင်းက8,400ပါလူတော်မူရှားစေဒီပေါင်းက8,400ပါအာတောကယာမကြောင်းကြီးဝိဟာဟောမှာကိုတော်တိုင်းမမယခကြီးညိုတော်မူရှာလက်ဝါးမြင်တွေညအစင်းတင်သည်အလားကုသိုလ်ကောင်းမှုတွေဟာဝင်းဝင်းကွက်ကွက်ထင်းလေးပေါ်ထွက်လာသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါသာသနာဒါယကမင်းကြီးကဲ့သို့ပမာတရားတရားနဲ့သာလူတော်မူကြပါဤအလူတကားအလူအမများမှာဂုံစင်စံပြေးမှနိဗ္ဗာန်မျက်မှောက်မလွဲရောက်နိုင်တာ
စေရနာဇောပြောပါလောက်စရာမင်းကြီးအံွယ်ရာစေရနာဇောပြောပါလောက်စရာမင်းကြီးအံွယ်ရာနန္နာစီတဲ့ဆိုရွှဲအောင်သာဝါကုန်းကိုဖြန်းဆွလိုက်တာနန္နာစီတဲ့ဆိုရွှဲအောင်သာဝါကုန်းကိုဖြန်းဆွလိုက်တာတကူလုံးရေပခါစီမီပူတော်ရှာကိုရောမှာဘေးမခအေးမြတဲ့ရှင်တီတာသာသနာဒါယကမင်းကြီးကဲ့သို့ကမာတရားတရားနဲ့သာလူတော်မူကြပါသာသနာဒါယကမင်းကြီးကဲ့သို့ကမာတရားတရားနဲ့သာလူတော်မူကြပါဤအလူတကားအလူအမများပါဘုံစင်စံပြီးမှနိဗ္ဗာန်မျက်မှောက်မတွဲရောက်နိုင်တာမောင်ကလေးဗုဒ္ဓမြတ်ယဟန္တာခြေရင်တော်မှာလက်စုံမိုး၍ရှေးခိုးပန်းထွားတိလို့ကြောင်းနဲ့ရှောက်ထားပြန်တာမောင်ကလေးဗုဒ္ဓမြတ်ယဟန္တာခြေရင်တော်မှာလက်စုံမိုး၍ရှေးခိုးပန်းထွားတိလို့ကြောင်းနဲ့ရှောက်ထားပြန်တာတပြည့်တော်မှာလူတော်ဒါနာဟာသာသနာအမွေကထိုက်ပါရဲ့လားဖယားမြတ်တော်မင်းကြီးမဟာယာဇာကိုရှင်၌ဖြစ်တော်ဗုဒ္ဓသာကိုသာသနာမွေကံသွတ်သွင်းမှလားကိုရှင်၌ဖြစ်တော်ဗုဒ္ဓသာကိုသာသနာမွေကံသွတ်သွင်းမှလားအမွေခံလိုက်တာဘယင်အားတော်ကသာတော်သမီးတော်အဲ့ဒီတော့မှလူတဲ့သင်္ကလာသာသနာဆရာတော်များဓမ္မမိတ်ဆွေများလည်းအားလုံးသိပြီးသားပါဗုဒ္ဓနဲ့တနေ့တည်းပေါ်ပေါက်လာတဲ့ဖွားဘက်တော်ခုနှစ်ပါးထဲမှာအပါဝင်ဖြစ်တဲ့ဒီနေ့ဗောဓိပင်ကိုဘုရားပြီးတော်များကဓမ္မမဟုတ်ကြွရောက်ကြတဲ့ကြီးညိုကြတဲ့တရားဓမ္မများကဘောဓိပင်ဆိုရက်စိတ်ထဲမှာအတိတက်ဘောဓိဆိုတာပါဠိစကားပါပဲဘောဓိရဲ့မူရင်းအဓိပ္ပာယ်ကတော့မြတ်စွာဘုရားဒီဘောဓိပင်ရဲ့မှာကဆုံလာပြီးနေပေါ့ညနေ6 နာရီကစပြီးတော့ကဆုံလာပြီးကျော်တရက်နာနဲ့6 နာရီတရက်နေဖြစ်သွားပါပြီအဲ့ဒီဘောဓိပင်ရံမှာယံ3ယံနဲ့ဉာဏ်3ယံကိုမြတ်စွာဘုရားကရရှိတော်မူခဲ့ပါတယ်အဲ့တော့ဒီနေရာမှာဘောဓိဆိုတဲ့အဓိပ္ပာယ်ကအပင်ကိုဥတည်လို့ရှိရင်တော့ဘောဓိပင်ပေါ့ဘောဓိရုက္ခသို့တော့အဓိကကတော့မြတ်စွာဘုရားလေးသိရှင်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့
ပြည်လာတဲ့တပ္ပညုတညာအဓိကတော့ညာတော်ပေါ့ဘောဓိဆိုတဲ့ပါဠိကိုအရာကောက်ရင်ဗုဒ္ဓပိုင်ဆိုင်တဲ့ညာတော်ကိုအဓိကအာယုပြုရမှာဖြစ်ပါတယ်ဒါကြောင့်တန်ဃာတော်ရှင်မြတ်များကလည်းပဲဘုရားတပည့်တော်များဗုဒ္ဓဘိသေကဥဒံဂါထာများရုပ်ဖတ်ပူဇော်တဲ့အခါမှာဘောဓိပင်ဆိုတဲ့ဘောဓိရုက္ခတစ်ပင်ကိုအာယုပြုတာတဲ့မြတ်ဗုဒ္ဓရရှိတော်မူသောဉာဏ်တော်အားလုံးတွေကအမြင့်ဆုံးအမြတ်ဆုံးတပ္ပညုတဉာဏ်တော်ကိုဘုရားတပည့်တော်များအာယုပြုခြင်းတရားဓမ္မပေါင်းသူတော်ကောင်းတို့ကလည်းပဲအာယုပြုခြင်းဖြင့်ဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအနေကဇာတိတံတာရံတဏဝိတံအလိပိတံဧဝမေတ္တကေဝလသာထုယခန္တတနိရောဓဟောတိရာဝေပတုဘောတိဓမ္မာအာဒပိနောဇာတောဗျမနကယတောခယံပစ္စယနာအဝေတိရာဝေပတုဘောတိဓမ္မာဥပဒေတရားပစ္စယောပုရိဇာတပစ္စယောပစ္စာဇာတပစ္စယောအာဒုဏပစ္စယောတံပြုတ်တာပစ္စယောဝိပြုတ်တာပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောအပရာဇိတပလင်္ကေတိတေပုတ္တဝိပုဂ္ဂလေအဝိတေကေသဝဗုဒ္ဓနာနဂပတောပမောရတိသူနဲ့ခတံသူပင်လံသူဘဘာတံသူဟုတ်တိတံအဘိဝန္ဒမတတတခါကျုံခဲ့တာပေါ့ကျုံလာတိကပြည့်ရှင်တဲ့ရေသိချိုင်လာစွာရှင်ဘုရားဝါရင်မြတ်စွာဘုရားတော်နာတော်သူများကူွယ်ဒုဘုံခဲ့တဲ့ကျုံလာတိကပြည့်ရှင်တဲ့ရေသိချိုင်လာစွာရှင်ဘုရားဝါရင်မြတ်စွာဘုရားတော်နာတော်သူများကူွယ်ဒုဘုံခဲ့တဲ့ဘေးတနာတော်မူကရွှေထုံးတော်တခင်ရှင်သူများကြီးဖျားသာဓုသာဓုသာဓုတော်ချစ်တဲ့များဒါပဲခဏဒီခါတည်းတော့ပါဗျာအောင်ဒီ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 အောင်ပါပြီအောင်ခြင်းမင်္ဂလာပြေဝလူအတီအောင်အတိတ်အောင်နမိအောင်စိတ်တွေရင်အောင်မြင်ပါပြီဟေ့အောင်မြင်ပါပြီအောင်ခြင်းမင်္ဂလာအောင်ရင်ချူခဲ့ပြီတဝဝိနိယတာရုခေါ်သည်ခொနေရသမီးတန်စိတ်ချမ်းသာသည်မြတ်တာပို့ပြီးမြ
တာဝေသည်မြတ်တာဖြစ်နေရွှေမုံငွေမုံရတနာမုံရွာသွန်နေဘဂဝါဇိနဝါဂီတာပါတာယတာရဝန္ဒီယာဣမလောကမုပါကာတိတဏ္ဍတိတိတုမုတ်တိယာဝါဂီတာစကားယာပြပမာသူနာမချူမြမလို့ရအောင်ဆိုသမျှစကားတရားဖြစ်စေခွဲဝေချင်းစာဝါစာစိန်နေရကုန်တော်ရှိတော်မူသောစိနာအာလာဝကပကပြမနာလာဂီရိစာသည့်ညစွာပွေတကားတို့၌အမြဲသာအနိုင်ယူအောင်တော်မူညောဖူးတို့ဖြင့်ကံမြူပေတဲ့အိုးကျေးဇူးတော်ရင်ရှင်တော်မြတ်ဖရာခဏစီကောင်းကိုညောသန္နာရိတ်တာမဟာဗောဓိစေတိယပူဇာနဲ့ဆရာတော်ဒေါက်တာအရှင်ရိယဓမ္မအက္ကမဟာတတ္တမသောတိကတသာဝိဇာရမွေလိလူတော်မလာခန္ဓာအစီအစဉ်များကိုတာပြီးတော်ယူသေးစွာဆောက်ထားပါသည်ဗျာခြေရင်တဲ့ဒီရာယောသာသနာ့ဆရာတော်ဓမ္မကိုးပါးသီလကာယူဆောက်တည်၍ဩဝါဒကထာနာယူတည်ညိုခြင်းစီစဉ်နဲ့ကောင်းကိုညောသန္နာရိတ်တာဗုဒ္ဓဓမ္မသံဃဝေယဝိဇ္ဇဂောပကအဖွဲ့ဥက္ကဋ္ဌကဆရာတော်ဒေါက်တာအရှင်ရိယဓမ္မ၏လူတန်းမှုအစုစုတို့ကိုဆောက်ထားတင်ပြခြင်းစီစဉ်သောသံဃာတော်ရှင်မြတ်တို့ကိုလူဝဲဝတ္ထုများဆက်ကလူတန်းခြင်းစီစဉ်လေးဒီလာယုံသာသနာ့ဆရာတော်ဓမ္မလူဘောရနာတရားတော်နာယုံပြို၍လူတန်းမှုအစုစုတို့အတွက်ရေစက်သွန်ချမြပေးဝေခြင်းတို့ဖြစ်ပါတယ်ဗျာစီစဉ်တစ်ရာဒီလာယုံဆရာတော်ရှင်မြတ်ဗျာတပည့်တော်တို့ဟာကိုးပါးသီလနှင့်တကွဩဝါဒကထာရှင်းမြင့်ဟောကြားပေးတော်မူပါယံဘုရားတပည့်တော်ယူသေးစွာလျှောက်ထားပါသည်ဗျာကဲအားလုံးညစွာပြောကြပါဦးဗျာရှုထားတဲ့လူကိုပြန်ထုတ်နိုင်တယ်ထွက်တဲ့အဲ့ဒီဝင်တဲ့ထွက်တဲ့တစုံရှိတဲ့တတ္တဝါအသက်ရှင်နေတယ်ပြောမှာဖြစ်ပါဒါကြောင့်နေရာလည်းပို့ပေးထားပြီးတက်လက်ထင်ရှားရှိနေတယ်မိမိရဲ့ကာယအားမိမိရဲ့ဉာဏ်အားတခြားသောသဘာဝတရားတွေရဲ့စောအားနဲ့မိသားစုကိစ္စအများကိစ္စဘာသာသာသနာကိစ္စဒီပုံမှာလည်းပဲဆောင်ရွက်နိုင်စွာရှိဆိုကြပါစို့လက်စောဘုရားတော့အဲ့ဒါလူသားတယောက်ရဲ့အပေါ်ရောက်တဲ့ဆောင်ရွက်ရှိမဟုတ်သေးဘူးအားလုံးနားလည်ပါပါနော်အမေကလည်းပို့ပြီးထားပြီအသက်လည်းထင်ရှားရှိနေရဲ့မိမိရဲ့အတ္တသိပညာတရားနဲ့လောကအတွက်ကောဘာသာသာသနာအတွက်ကောစီဝါရေးជីဝါရေးအတွက်ကောဆောင်ရွက်တဲ့ဇွန်လည်းရှိရဲ့သို့တော်မြတ်စွာဘုရားကတော့အဲ့ဒီဆောင်ရွက်ချက်တွေဟာအပေါ်လောက်တဲ့မတ္တတင်လောက်တဲ့ဆောင်ရွက်ချက်တွေမဟုတ်သေးဘူးယတ္တရာစိတ်တဘာဝနာဒီယုတ်ကနာနဲ့တွဲနေတဲ့သိစိတ်ဘုရားတရားစကားနဲ့ပြောရရင်တရားယုတ်ကနာကိုပြီးပြီးတော့အမိပြုနေတဲ့ဒီသိစိတ်တွေဟာတစ်စက္ကန့်ကုန်သွားရင်ကိုယ်အတွက်တစ်စက္ကန့်ကုန်နေဆိုရအောင်မိမိရဲ့စိတ်တွေဟောတာလေးကယ
မြင့်တဲ့နေရာမှာမြင့်တဲ့နေရာမှာရောက်အောင်ကြိုးစားအထောက်အနိုင်ရမယ်အဲ့ဒီလိုမိမိရဲ့စိတ်ကလေးကိုတစ်စက္ကန့်ကုန်သွားရင်တနာရီပြည့်သွားရင်တရက်ကုန်သွားရင်တလပြည့်သွားရင်စသည်စသည်ကိုယ်ဆုံးတဲ့ချိန်ကာလတွေပေါ်မှာမြင့်တဲ့နေရာရောက်အောင်မြတ်တဲ့နေရာရောက်အောင်ကြိုးစားအားထုတ်နိုင်တယ်ဆိုရင်တော့မြတ်စွာဘုရားကတော့အဲဒီပုဂ္ဂိုလ်ဟာအမေမွေးတဲ့ထဲမှာအမြင့်ဆုံးအမြတ်ဆုံးအမွေးဖွားခံရတဲ့သားအမွေးဖွားခံရတဲ့တပည့်မြတ်စွာဘုရားကစိတ်ဉာဏ်ဟောတိုင်းရဲ့မြင့်မြတ်မှုကိုအဓိကထားပြောတယ်။ဒါကြောင့်ဒီနေ့ဒေါက်တာရှင်ရိယဓမ္မဝိနည်းကုသိုလ်နဲ့ဆက်၍ကဆုံလာပြီးရမြခါကာလမှာဘုရားဘာသာများလေးမြတ်ထားသောဘောဓိပင်သို့မဟုတ်ဘောဓိပင်ကအထောက်အကူပြုလိုက်တဲ့မြတ်ဗုဒ္ဓ၏တပ်ပိယုတ္တဉာဏ်အဲဒီအသိတရားများယနေ့ပူဇော်ခြင်းတန်ခါရရှင်မြတ်များအားဆုံးတဲ့ငါကြောင့်စေပစ္စည်းလေးပြလူကန်းခြင်းယဝိယဤတပတ်မိတ်ဆွေပေါင်းသူတော်ကောင်းတို့အားသောအားသမျှသောအားရှိသမျှဒါနကုသိုလ်ပြုခြင်းတရားတရားများတည်ဆောက်ခြင်းဘုရားရဲ့ဆုံးမတရားများကိုတရေကတခဏမိမိရဲ့အနိကဆုံးခန္ဓာကိုယ်ပေါ်မှာဖြစ်နေတဲ့တဘာဝတရားလေးကိုရှုမှတ်ခြင်းစတဲ့ဘာဝနာကုသိုလ်တွေကိုကြိုးစားအထောက်ကြလို့တော့ဒီနေ့ရှင်ရိယဓမ္မဤဒီဘုံမောင်နှမတစုဆွေစုမျိုးစုမိဂုံကြီးညိုကြတဲ့ဓမ္မမိတ်ဆွေအားလုံးတို့သည်လောကချမ်းသာရဲ့ရည်မှန်းတဲ့အတိုင်းတောက်တာတဲ့အတိုင်းပြည့်စုံနိုင်ကြပါစေ။အဲဒီလောကချမ်းသာတွေတဲ့တာလုံးကောင်းမြတ်တဲ့လောကုတ္တရာချမ်းသာအစစ်အမှန်တရားကိုလည်းယနေ့မိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့တတ္တာစေရနာဝရိယအသိပညာတရားကောင်းများရဲ့စွမ်းအားကြောင့်ဒီဘဝဒီသာသနာတွင်မှာသာလောကလောကုတ္တရာနှစ်ဖြာသောအကျိုးတရားများစရဖို့တိုးတက်မြင့်မားကြရမယ်သာသနာပြုဖက်မိသားစုဓမ္မမိတ်ဆွေများဖြစ်ကြပါစေကုန်သတည်း2016ခုနှစ်ဧပြီလ30ရက်ကျက်သပတေးနေ့ဒီကနေ့နေကျူးနေ့မြတ်အချိန်ကာလမှာကြောတော်လာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့နှင့်တကွပိပိရောက်ရှိလာကြကုန်သောသူတော်စင်အပရိသတ်အပေါင်းတို့ဘုရားတွေ့တော်ဒီကနေ့ဆရာတော်အရှင်အရိယဓမ္မရဲ့ဆောင်ရွက်ထားသောတူတမ်းမှုကုသိုလ်ဘဝကိုအားလုံးသိရှိတာရုနုမောဒနာပြုနိုင်ရန်အတွက်ဘုရားတွေ့တော်ရိုသေစွာလျှောက်ထားတင်ပြခွင့်ပြုပါဗျာဒီကနေ့ကဆုံလာပြီနေလူနေမြအခါသမယမှာမဟာဗောဓိပင်ပရိဘောဂစေတိယပူဇာနှင့်ဆရာတော်ရှင်အရိယဓမ္မ၏ဝိဇာဒပူဇာကောင်းမှုများနှစ်30တက်တန်းရှိမဟာဗောဓိပရိဘောဂဇေဒီတော်မြတ်အားကျပ်သိန်း400ကျော်အကုန်ကြခံ၍အတိပြန်လည်ပူဇော်ခြင်းနှစ်ယဟန်တာမလီသီလရှင်66ပါးတို့အားစွန့်နဝကမ္မများဖြင့်ပူဇော်ခြင်း3တောင်မြို့365ရက်နေ့စဉ်အာယုံစွန်းတော်အသင်းကြီးမှာလာမဲ့မေလ16ရက်နေ့မှာတန်ဃာတော်အပါ1000ကျော်တို့အားတန်ဃာဒါနအာယုံစွန်းလောင်းလူပူဇော်ခြင်း4တောင်မြို့ကေတုမတီဘိုးဘွားရိပ်တံမှာအဖိုးအဖွား45ဦးတို့အားတနေ့တာအာဟာရဒါနနှင့်အလူငွေများလှူဒန်းခြင်း5ကျေတော်ကြောင်ကုန်းတောင်ကုန်း
ကောလိထိန်ကုန်းကြံတော်အင်းတဲကြေးရွာ900မှဆွေတော်မျိုးတော်ရွာသူရွာသား600ကျော်တို့အားအာဟာရဒါနနှင့်အလူငွေများယောဂီဝိသုများဓမ္မဒါနစာအုပ်များလူဒန်းချင်းအစသည်ရှိသည့်ကောင်းမှုကုသိုလ်စုစုတို့ကိုဒီနေ့ပြုစုဆောင်ရွက်ပြီးဖြစ်ပါတယ်ဗျာဒါကြောင့်ဆရာတော်ရဲ့ဝိဇာတပူဇာအထိတ်မှတ်အဖြစ်နဲ့လူတန်းအပ်သောမဟာဗောဓိဇေတိယပူဇာကောင်းမှုကုသိုလ်စုစုတို့အားလုံးကြွရောက်လာရကုန်သောဆရာတော်သံဃာတော်အပေါင်းနှင့်တကွအပရိသတ်များအားလုံးသိရှိညွတ်မောတာရုခေါ်ဆိုတော်မူနိုင်ကြပါစေဗျာစီစဉ်လေးရတရားတော်သာသနာ့ဆရာတော်ရှင်မြတ်ဗျာဒီလိုဟာလူမောဒနာတရားတော်ဒီကွာသူပေါင်းရည်တဲ့သူရှာအမြပေးဝေပြီးနိုင်ပါရဘုရားတပည့်တော်ယုံသေးစွာလျှောက်တာပါဗျာ ကဆုံရပြီနေ့30ရက်4လ2026ကြာတာလေးနေ့ကဆုံရပြီနေ့ကြာတာလေးနေ့ဒါလည်းသူကြောင့်လူတခုနော်တရားနဲ့ပြည်သားကြားမှုပါလေအဝိဇိတဌာနမြတ်စွာဘုရားပွင့်နိုင်ဒီနေရာမှာအမြဲပေါ့ဒီနေရာမှာအမြဲဆိုတော့ဒီနေရာကိုဘယ်တော့မှမစွန့်ဘူးအတိတ်ကဘယ်နှခုလို့ကြားဘူးအဝိဇိတဌာနဘုရားတော်များမစွန့်တဲ့နေရာဘယ်နှခုလဲဘယ်နှခုလို့ကြားဘူး၄ခုဘယ်နှခုလဲဖွာပွင့်ဟောစကိုယ်တည်းနာရောနော်ဒီမှာပဲပြနေပါဆံကြအဲ့တော့ဘုရားရှင်နဲ့ဘုရားရှင်နဲ့မစွန့်တဲ့နေရာကဘယ်နှခုလို့၄ခုဖွာပွင့်ဟောစနောက်တစ်ခုရှိသေးတယ်ကဆုံလာပြီနေတဲ့ပတ်သက်လို့ပတ်တန်းတစ်ခုဖွာမြင်ဟောတာတော့ပေါ့ဖွာနေလေကဆုံလာပြီနောက်တော့ပွင့်တော်မူတာလည်းပဲကဆုံလာပြီပြိဋိဘံစံတာလည်းပဲကဆုံလာပြီနောက်တော့ဗျာဒိတ်ယူတဲ့နေ့ဦးဇင်းတော်ဒီပင်ကမြတ်စွာဘုရားထံမှာဗျာဒိတ်ယူခဲ့ရသူ့ဘေးကရှင်လေးဘဝနဲ့ကဆုံလာပြီနေ့ဒါကြောင့်ဖွာမြင်ဟ
ဟောတာကိုပါပဲနဲ့ဖွားမြင်ပွင့်ဆန်ဗျာဒိတ်ခံအမှန်ကစုံလားဒါလေးလည်းထူးခြားတာဦးဇင်းတို့ရဲ့ဘောရမဘုရားပရကဘာမှာပွင့်လိုက်တဲ့ဘုရားလေးစုပွင့်ပြီးသွားအခုပြောခဲ့တဲ့နေရာဒီမှာပဲဝေဖွားကြတယ်အဲ့ဒီနေရာဒီမှာပဲဘုရားဖြစ်ကြတယ်ဒီနေရာဒီမှာပဲတရားဟောကြတယ်ဒီနေရာဒီမှာပဲပြိဋိဘဆက်ကအဲ့တော့ဦးဇင်းတို့ဘုရားဘာသာရဲ့ခေါင်းဆောင်ပဲပြောပြောဥဆောင်ဥရွက်ပဲပြောပြောဘုရားဟာတမိုင်းပတ်တယ်လည်းကောင်းဘာမှထောက်ပြเสียကန့်ကွက်เสียဘာမှမရှိဦးဇင်းတို့ရဲ့ခုနှစ်တက္ကရာတွေနဲ့ပြောရမယ်ဆိုရင်အဲ့ဒါလို့ဘယ်နှစ်ခုနှစ်မှမွေးတယ်နာမည်ဘယ်လိုရှိတယ်အမေနာမည်ဘယ်လိုအဖေနာမည်ဘယ်လိုတမိုင်းပတ်တယ်ခိုင်လုံးတယ်ပေါ့နော်အဲ့တော့ခိုင်လုံးတဲ့ပတ်တမ်းကောင်းနေနဲ့လောကကြီးကိုဆောက်သွားလိုက်တဲ့ဥစ္စံမြတ်ဗုဒ္ဓဉာဏ်တော်ရတော်မူခဲ့တဲ့ဘောရိတနေ့ဝိရိယဓမ္မရဲ့မွေးနေ့မှာဒီဘောရိဘေကိုအကြောင်းပြုပြီးတော့တရားနာပိဋကကုသိုလ်တွေအများကြီးဖြစ်ပေါ်လာတယ်ဒါနကုသိုလ်တွေခုနကနောက်မှဖြစ်တဲ့မောခေဝိကြီးညာသွားတယ်ဟိုကြီးညာတာပုံပေါ်လေတင်ပြလျှောက်ထားသွားတယ်ဒါနကုသိုလ်တွေအများကြီးပဲရပါဝင်သီလကုသိုလ်တွေလည်းပဲအများကြီးပဲအဲ့တော့ဘာဝနာကုသိုလ်ဆိုတာကတော့ဝိရိယဓမ္မလည်းဝိရိယဓမ္မသူရထားတဲ့ယုတ်ခန္ဓာနာခန္ဓာနဲ့ပတ်သက်လို့တဘာဝဖြစ်ပြမှုတရားလေးကိုသူကိုယ်လည်းမြင်ဖို့ဟောနေတဲ့ဘုန်းကြီးနာနေရတဲ့ဓမ္မမိတ်ဆွေများလည်းပဲကိုရထားတဲ့အနိကဆုံးခန္ဓာဒီခန္ဓာရဲ့ဖြစ်မှုပြမှုတဘာဝတရားလေးကိုမြင်အောင်ရှုမှုသိမှုဆိုတာတော့ဒါကတော့ပုဂ္ဂိုလ်ကြီးရပဲဆိုင်ပါလိမ့်မယ်အဲ့တော့ကြိုးစားမှာပဲတတိထားမှာဒါကြောင့်ရိယသူတော်ကောင်းတွေအမြဲတမ်းသတိပေးတယ်မိမိရောပုဂ္ဂိုလ်ဆက်တာမနေကြပါနဲ့ဘာလို့မိခိုင်းတာတော့ဘယ်လိုမပေါ့ပဲနေရမှာလို့ဆိုရင်တော့နံပါတ်1ကတော့တတိနဲ့အတိပေါ့တရားနဲ့ပြည်ဘာနဲ့ပါလဲတတိရဲ့အတိတတိလည်းရှိမယ်အတိလည်းရှိမယ်ဆိုတော့ကိုယ်နဲ့အနိကဆုံးအရာဟာကိုရထားတဲ့ခန္ဓာပဲအဲ့တော့ကိုရထားတဲ့ခန္ဓာကိုယ်နဲ့အနိကဆုံးခန္ဓာရဲ့ဖြစ်မှုသဘောလေးမှမသိတတ်ဘူးပြည့်မှုသဘောလေးမှမသိတတ်ဘူးဆိုတော့အချိန်လေးကုန်သွားရတာဟာတရားနဲ့ပြည်တိုင်းကိုယ်အတွက်၎င်းလိုဖြစ်ပါမယ်နော်အဲ့တော့တတိယတတိယတတိတရားလေးနဲ့အတိတရားလေးနဲ့ကိုယ်နဲ့အနိကဆုံးယုတ်ခန္ဓာရဲ့တဘာဝတရားလေးဖြစ်မှုပြည့်မှုကိုသိအောင်ကြိုးစားအားထုတ်ရပါပဲအဲဒီနေ့ရတဲ့ကုသိုလ်တွေပဲအဲ့ဒီနေ့အပိုင်းတစ်ပိုင်းပြောရမှာလေအခုစေတိယပူဇာပရိဘောဂစေတိယပူဇာဆိုတော့ထားလိုက်ပါတော့နေကစားတင်လုံးကလည်းဦးဇင်းတို့အရေးကြီးပြောသွားတယ်အဲဒီနေ့ဒေါက်တာရှင်ရိယဓမ္မနဲ့ပတ်သက်တဲ့ဝိနည်းဒါလည်းပဲဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောရတာပေါ့နော်မြတ်စွာဘုရားရဲ့ဒေသနာတော်များစွာထဲမှာတုတ်တန်လေးခုရှိအာဇာနိယတုတ်မြန်မာဘာသာနဲ့လည်းပဲရေးထားပါတယ်လေ့လာလိုချတဲ့ပုဂ္ဂိုလ်တွေပါဠိလိုကျွမ်းကျင်မှုဆိုရင်မြန်မာဘာသာနဲ့ပြန်ဆိုထားတဲ့အဲ့ဒီတုတ်တာလေ့လာလို့ကောင်းတယ်
တမနာစင်ညောဆိုတာအဓိကမြတ်စွာဘုရားကိုပြောတာမြတ်စွာဘုရားအာဇာနည်ပဲမြတ်စွာဘုရားကိုရည်ညွှန်းတာအာဇာနည်ဆိုတာဟာတဲ့လူများတဲ့သိစရာတွေပိုသိအများတဲ့နားလည်စရာတွေပိုပြီးအောင်နားလည်အများတဲ့တော်စရာရှိရတယ်ဘာဖြစ်လို့တော်ရအများတဲ့လည်းသိတတ်တယ်အများတဲ့လည်းနားလည်တယ်အများတဲ့လည်းတော်ရတယ်အဲ့ဒါကြောင့်မလို့ဘာလို့ခေါ်တဲ့တဲ့ပြည်တော့ဘာလို့ခေါ်အာဇာနည်မြန်မာနိုင်ငံမှာအာဇာနည်ကတော့ခက်များများပဲနော်အခုဆိုတော့အာဇာနည်တော့ပေါ်နေသူလည်းဗာဒီအာဇာနည်ရောတော့ဒီအဆိုတော့အာဇာနည်ဆိုရှိရပါလားတမိုင်းကြီးပဲဆိုတော့ဘုရားအောင်ဆန်းတယ်ဒါပေမဲ့သူရဲ့အာဇာနည်ကြတော့တမျိုးသူရဲ့အာဇာနည်ကတတ္တိဓာတ်တိသူလည်းပဲတော်တာပဲတော်တယ်လို့ပြောရမှာကျန်တဲ့နေရာတော့ထားလိုက်တော့ဥအောင်ဆန်းတယောက်ပဲဆွတ်ထုတ်လို့ရမှာနော်ဘုရားလည်းပြည်နိုင်ငံရေးပြောတယ်ပေါ့နော်မကနဲ့တမိုင်းကြောင့်ပြောဥအောင်ဆန်းတော့အာဇာနည်ပဲအဲ့တော့ဒီနေရာမှာဒုံလဘောသမနာစင်ကြောမြတ်စွာဘုရားကိုတည်ပြီးပြောတယ်တိတတ်တဲ့နေရာမှာလည်းများတဲ့တိတယ်တော်တဲ့နေရာမှာလည်းပဲများတဲ့တော်တယ်ကျန်တဲ့စိတ်ပိုင်းတွေလည်းတူတူပဲပေါ့လူဘက်ကပြောမယ်ဆိုရင်လည်းဒုံလဘောပုရိတာစင်ရောပုရိတာဆိုတဲ့ပါဠိကအမျိုးသားလည်းယူလို့ရတယ်တတ်မှတ်လို့ရတယ်အမျိုးသမီးလည်းပဲပုရိတာကိုခေါ်လို့ရတယ်သို့တော့တိုက်ရိုက်ဒီပဲကတော့ပုရိတာဆိုတာအမျိုးသားဒီနေရာမှာမျိုးသမီးကိုလည်းပဲပြောလို့ရအဲ့တော့မျိုးသမီးဘက်ကလည်းပဲအာဇာနည်ဆိုတာရှိရပဲအမျိုးသားဘက်ကလည်းပဲဘာဖြစ်လို့အာဇာနည်ဆိုတာရှိရမင်္ဂဘက်ကလူပေါ့လူအာဇာနည်ပေါ့ခုနကရာအာဇာနည်အခုကလူအာဇာနည်တိရစ္ဆာန်လည်းပဲအာဇာနည်ရှိရပဲအတ္တာဇာနည်ယဟတ္ထာဇာနည်ယစင်သူရေကောင်းမြင်းသူရေကောင်းသူတို့လည်းပဲပတ်တန်းတင်ထားတာပဲဒီတော့တာအခုတိတ်ကမင်းသားတောထွက်တဲ့အခါမှာတိတ်ကမင်းသားကိုတည်ဆောင်သွားတဲ့မြင်းဟာနာမည်ဘူးတဲ့ကိုယ်ကိုမေးကိုယ်ကိုဖြေတာပဲကောင်းပါလေမစိုးရှင်းနေကြမှာနော်ကန္တကပါလေကန္တကအာဘောကာယငါရှိကံအတူတော့ကဘာပဲတော့ခဏပါလဲမှာအဲ့ဒီကန္တကမြင်ပါသူကပြောလို့ဆိုကြအာဇာနည်ပဲသူရဲ့တခင်တွားလို့ရဘူးဘာမှဝေးတယ်နေရမတတ်နိုင်ဘူးရှိဘူးသူကစောဆောင်တယ်ခဲ့ဒါမှမဟုတ်ကန္တကမြင်းတို့ဟာတိရစ္ဆာန်ဖြစ်ပြီလို့အာဇာနည်ပဲနော်ဒါကြောင့်အတ္တဇာနည်ရအဲ့ဒါတွေကိုနမူနာထားပြီးတော့ဒါကပုံစံပြလိုက်တာပေါ့တရားနဲ့ပြည်တာကိုပြောခဲ့တဲ့ဥစ္စာတွေကဘာလဲနမူနာယူပါအဲ့ဒီနမူနာနဲ့တူတဲ့ဒီနေ့ပေါ်ပေါ်လေးပြောရရင်တော့ဒုံလဘောအရိယာအာဇင်ညောဘွဲကဥရိယာသူလည်းပဲအာဇာနည်လို့ပဲပြောမယ်ဆိုရင်တရားနဲ့ပြည်တာရတာမရဘူးလားဟိုနည်းနည်းလေးရှိအောင်အများကြီးပြောတာပေါ့နော်နည်းနည်းလေးရှိအောင်အများကြီးပြောတာမြောက်တယ်ကြားလို့ပြောတယ်တရားနဲ့ပြည်တာရှိတဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးလောက်တာကညာနည်းနည်းလေးပဲလုပ်ဒါပေမဲ့တစ်ဖက်ကပြောလိုက်တာအလုံးကြုံပြောတယ်အဲ့ဒါကျတော့ရှိကျူးတာပေါ့ဘာလို့လဲမြောက်ပဲအများကြီးလုပ်တဲ့ပုဂ္ဂိုလ်ထ
ထိန်ဝှက်ထားတာကြတော့နေနေတဲ့ဘောတရားနဲ့ပြည့်တဲ့ပိုင်းရတယ်တစ်ဖက်သားရဲ့ဆောင်ရွက်မှုတွေကိုတစ်ဖက်သားချီးကျူးစကားပြောတဲ့အခါမကြားချင်တာတတ္တဝါတော်များများမကြားရင်ဘာလို့လဲကိုယ့်တဲ့တော်နေရအောင်ကိုယ့်တဲ့သားနေရအောင်အဲ့တော့သူစိတ်ထဲမှာဘာဖြစ်အိတ်တာမစရိယာပေါ့နော်အဲ့တော့ဒါလေးလည်းရေးကြည့်ရမယ်များများလုပ်တဲ့လူကိုများများပြောရမယ်နည်းနည်းလုပ်တဲ့လူကိုများများမပြောနဲ့အဲ့ဒါအာဇာနည်ဆိုရဲမူရင်းစိတ်ကဒီအတွေ့အကြုံရပြောရမှာတရေဥရိယဓမ္မဘာပဲဖြစ်ဖြစ်ရောက်ဝေးမှာရှိတဲ့သူရဲ့ဆင်မျိုးလိုပါလို့ဆိုတာထားလိုက်တော့ဦးဇင်းတို့လည်းမရောက်ဘူးဓာတ်ပုံတွေပဲမြင်အခုလက်တွေ့မြင်နေရတယ်သူ့နေရာသူ့ဒေသနော်တောင်ကုန်းသာသနာရေးတောင်ကုန်းသာသနာရေးတာနဲ့ဆက်ဆက်နေရတဲ့ကျောင်းတွေများကြီးရွာသူကြီးရွာသားများအားလုံးသိပါတယ်တရားပြည့်တဲ့မှန်ရလားဒါဦးဇင်းကအများကြီးပြောနေရမဟုတ်ဘူးနော်များများလုပ်တဲ့ပုဂ္ဂိုလ်တရားပြည့်တဲ့လက်တွေ့ကိုယ်တွေ့တောင်ကုန်းသာသနာရေးတာအတွင်းထဲမှာဆောင်ရွက်ထားတဲ့ဆောင်ရွက်ချက်များတောင်ကုန်းသာသနာရေးတာကိုပတ်ဖို့အားဆောင်ရွက်နေတဲ့ပတ်ဖို့မှုများဘာမှသူပြောစရာမလိုပါဘူးဒါဟာဥရိယရဲ့တိတ္တပုဥရိယရဲ့အတွေးခေါ်ဥရိယရဲ့တော်မှုတွေပဲတရားပြည့်တဲ့မှတ်တမ်းတင်ရမှာအဲ့တော့အများတဲ့တော်တယ်အများတဲ့သိတယ်ဆိုရင်တော့မြတ်စွာဘုရားကတော့အာဇင်ရောတရားပြည့်တဲ့ဘုရားဘာသာပြန်တော့အာဇာနည်နော်အာဇာနည်ဆိုတာလူလည်းပဲရှိရပဲရဟန်းပြည်ကလည်းမလည်းရှိရပဲတိရစ္ဆာန်တွေမှာလည်းရှိရပဲနော်သို့တော့တော်ပုံတော်နည်းတက်ပုံတက်နည်းဒါတွေကတော့သူရှင်မတူရမယ်ပေါ့နော်အဲ့ဒီဒုလဘတမနာစင်ကျော်တမနာဆိုတဲ့နေရာမှာဒီဥရိယောဒုလဘောအရိယောစင်ကျော်ဥရိယောအများနဲ့တော်သူနားလည်းပေးသူစိတ်ချမ်းသာအောင်ဆောင်ရွက်နိုင်သူဆိုပြီးတော့အာဇာနည်လို့ဒီလိုပဲတတ်ပိုက်ရမှာမြတ်စွာဘုရားကဆက်ပြောတယ်နာတောကပ္ပတ္ထဇာယတိအများနဲ့တော်အများနဲ့သိရင်အာဇာနည်ဆိုတာတဲ့နေရာတိုင်းမှာရှိရမဟုတ်ဘူးတဲ့ဟုတ်တယ်လေစေကောင်းကြောက်ကောင်းဆိုတာဘုနာတွေ့လိုက်ဒီနာတွေ့လိုက်ဘုလံဝမြင်လိုက်ဒီလံဝမှာကောက်တွေ့လိုက်ဆိုရင်ဘယ်တော့မှစေကောင်းကြောက်ကောင်းဖြစ်ဖြစ်တန်ဖိုးကဘာဖြစ်သွားလဲတရားနဲ့ပြတဲ့ဘာဖြစ်သွားလဲရော့သွားနော်စေကောင်းကြောက်ကောင်းဆိုတာတူးတဲ့နေရာတူးမှတွေ့ရတယ်နဲ့နဲ့နေရာနဲ့မှပေါ်လာတယ်ဆိုရက်ကြောက်တော်တယ်များတူးတယ်ပေါ့တန်ဖိုးရှိတဲ့ယန္နာဆိုတာအဲ့လိုချက်ရပါဝါအာဇာနည်ဆိုလည်းအဲ့ဒါလေနေရာလည်းမရှိဘူးမျိုးလည်းမရှိဘူးတိုင်းပြည်လည်းမရှိဘူးဒီနေ့ပြောနေတဲ့စကားလို့ရှိရရှိဘာဖြစ်လို့ရှားပါတယ်ပေါ့နော်ရှားပါပစ္စည်းဒါကြောင့်နတ်တော်တပ္ပတ္တဇာယတိနေရာတိုင်းမှာအာဇာနည်ဆိုတာရှိရမဟုတ်ဘူးတဲ့ဆက်ပြောတယ်မြတ်စွာဘုရားယထယောဇာယတိတိယောအဲ့ဒီလိုတော်တဲ့တက်တဲ့အများတဲ့တော်တက်တဲ့မွေးလာပြီဆိုရင်တဲ့တထသောဒုက္ခဝေဒတိကိုယ်ကိုယ်လည်းပဲကိုယ်ရောစိတ်ကိုချမ်းသာအောင်ဆောင်ပါပဲသူ့ကိုမိကိုကြည်ညိုရတဲ့တတ္တဝါတွေကိုလည်းပဲချမ်းသာအောင်ကိုယ်ချမ်းသာအောင်စိတ်ချမ်းသာအောင်ဘာဖြစ်တော့သူကဆောင်ရနိုင်စွာရှိတယ်တဲ့တရားနဲ့ပြတဲ့ဘုသူရော
သူတို့အားစားနာမည်မတက်နိုင်အဲ့လိုပုံမျိုးပေါ်လာပြီအဲ့လိုပုံမျိုးမွေးလာပြီဆိုရင်သူ့ကိုယ်သူလည်းချမ်းသာအောင်လုပ်တယ်အများအတွက်ကိုလည်းဘာဖြစ်တော့ချမ်းသာအောင်ဆောင်ရွက်တယ်ဘယ်သူတော့အားစားနာမည်တက်ပြီးပြောရင်ဒီနေ့နမူနာယူရမယ်ဝိရိယပါပဲနော်ဒါကြောင့်ဦးဇင်းတို့လေးစားအပ်ပါတယ်မျက်နှာအပ်ပါတယ်လေးစားမျက်နှာအပ်တော့ဒီနေ့မွေးနေ့ပိုင်ရှင်အာဇာနည်လို့တက်ရှင်လက်တက်ကြတဲ့ပြည်သားအာဇာနည်လို့တက်လိုက်တဲ့စကလုံးကြီးများကြီးကျယ်နေလို့ထင်သွားတာထင်ရလားမထင်ရပါဘူးသူ့လှုပ်ဆောင်ချက်တွေနဲ့သူ့အတွေးခေါ်တွေနဲ့သူ့အသိတွေနဲ့ဘယ်လိုပြောရမလဲ level ပါပဲနော်ဆရာမ level ဆိုပါတော့တနည်းရဲပဲပေါ့နော်အဲ့တော့ဥရိယကိုဒီနေ့ဆရာမပဲပါလာတင်ပေးပါဦးတော့ရိယောမအမှတ်ပြပေးတယ်ဒါနဲ့ပြဥရိယကိုအမှတ်ပြပေးလို့ရတယ်မရဘူးရပါတယ်နော်များများလုပ်တယ်ဦးဇင်းတို့များများပြောနည်းနည်းလေးလုပ်ရင်တော့အများကြီးမပြောနဲ့အဲ့ဒါကိုကြောက်အများကြီးလုပ်တဲ့ပုဂ္ဂိုလ်ကအများကြီးပြောတာကအတိမှပြုကြတယ်နော်ဒါကြောင့်ကျောင်းတော်လည်းရတဲ့တာမတော်ရှိသမျှယနေ့ဘောဓိကြောင့်ကိုမိပြတဲ့ကဆုံလာပြီးတွေကိုအကြောင်းပြုပြီးတော့ဥရိယဓမ္မသူရဲ့မွေးနေ့အပါအဝင်ဒါနကုသိုလ်တွေဒီနေ့ရောင်များစွာပြုကြတယ်သီလကုသိုလ်တွေတရားနာပြည်တော်ရကြတယ်တရင်ကတက္ကနာပဲဖြစ်ဖြစ်မိမိရဲ့ခန္ဓာကိုယ်မှန်ကန်တဲ့တတိမှန်ကန်တဲ့အတိလေးနဲ့လေ့လာဆင်ခြင်ပြီးတော့ဘာဝနာကုသိုလ်တွေရကြတယ်တတိရကြတဲ့ကုသိုလ်တွေဟာဘာပဲပြောပြောဥရိယဓမ္မကြောင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်တွေပဲလို့ဦးဇင်းတော်ဒီလိုပဲစိတ်ထဲမှာမှတ်လိုက်ပါတရားနာပိဋကကိုမှတ်နိုင်ပါလားတရားနာပိဋကကိုမှတ်နိုင်ပါလားအဲကြောင့်ယနေ့ရရှိလာတော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့တကွာဝိနည်းပိုင်ရှင်ဥရိယဓမ္မတတ်တော်ရာကျော်ရှိပါစေတတ်တော်ရာကျော်ရှိသမျှကာလစိတ်ချမ်းသာကိုချမ်းသာစွာနဲ့သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ပါစေတတ်တော်ရာကျော်ရှိသည်တရားနဲ့လည်းပဲမွေးနိုင်ပါစေလို့ဆန္ဒပြုရင်ဒီနေ့သူနဲ့ပတ်သက်တဲ့အကြောင်းအရာသူ့ကြောင့်ဖြစ်ပေါ်လာတဲ့ကုသိုလ်တွေကိုဟောပေါ်ညွှန်ပြဆွဆုံးပါရဲ့ဒီမှာပဲဟောပြောမှုဒီဘုံချုပ်ပါရဲ့အားလုံးတန်ကြေတာလို့ခေါ်ရပါပုံညာကြောင့်ချမ်းမြအေးကြီးဘေးမမီသည်ရွှေပြည်ထုတ်လျှောက်လမ်းမကောက်ဖဲရောက်ရပါလို့ထိုဘဝကျင်လေရလဲဒုက္ခဗေဒံယမအပေါင်းမကောင်းဟုသမျှမတွေ့ရ၍တပ္ပအိစ္ဆာတို့မင်္ဂလာကိုဝေဂာတတိုင်းရသည်သောယနေ့ယခုပြုသမျှကုသလကိုရကြပါသည်မြတ်ဝေသည်မြတ်ထွေသာရုခေါ်သည်တော်အာလောရကြသမျှအမြလောဘုရားဘာကုန်တော်အာလုအာလောရကြသမျှအမြလော
စိတ်ဝစီတိမ်ကြီးရောင်အသွဲအစင်တွေးပါရပကတိမြင်လာမြည်အော်ဘဝတေးစရာပါမဏိကင်စနာဝရိဆောင်အမီထိန်ပြောင်းကြည့်စိတ်ရောက်ကြည့်နဲ့တလုံးလို့ရွှေဖုံးတော်အတရေမဆုံးပါတဲ့သုံးလောကပရမေရှင်ကိုကြီးရောင်ကြီးတော်တွေဆုံးအညီအမွေရချီကျူးလို့အထူးဝင်းမဆုံးတော့သည်ရောင်ကြီးတော်တွေဆုံးအညီအမွေရချီကျူးလို့အထူးဝင်းမဆုံးတော့သည်စာအစုပြာညိုရောင်ကြီးညွညွမိုင်းမိုင်းရှူတိုင်းလဲမဝနိုင်သည်စာအစုသေးဆုံးကြီးအော်အမွေထူးထူးကောင်းငါမြူရာကြည်နူးဝဲရာရှိဦးချီမီလာပီတာလောဟီတာနဲ့အော်ရာဒဆုံးကြီးမင်းစီရာနဲ့ပါပါတာရရင်စဝေးဂုံချက်သေးဆုံးကြီးမ
တဲ့စီသာညာဝီနေစပါးနဲ့ဆန်ရည်အထွေတွေကောင်းမှုကုသိုလ်များထမနာပြုဖို့ငွေမရှာစိတ်ရွှေရတနာနိုင်ကြည်လက်နွမ်းကအချိန်ကလေးကရာအတိုင်းမသိပဲချမ်းသာစံပါလက်ပါတစ်ဆယ်တလေးမြစာပွားစက်တံမရများစင်စင်ထားလူတိုင်းတာ၍ရစီတာဝီနီယာဆွေတလားတဲ့မောင်ပြီးရကင်းစင်ကွာချိန်ဝေစွာဒီဟာတွင်မှာစက်တီလင်းစီမကြောင်လမ်းကြပါစေပန်းတွေတရံတမချမ်းရကလေးစံရည်လျက်ပြဒီစီစီနဲ့လူအများကိုစိတ်နှပါထူထူခြားခြားရွှင်လန်းဘဝင်ဝမ်းအစင်ချမ်းသာအိုးဣစ္ဆာတရားပြေဝရနိုင်စေဖို့အတိတ်ချမ်းပြီးမှစုကြည်ပန်းစင်ကတောင်စဘူဘောတောင်စုချွေကဤမြောင်စီစိမ်ဥစ္စာများကျွေဝတုတဲ့စီသာညာဝီနေစပါးနဲ့ဆန်ရည်အထွေတွေကောင်းမှုကုသိုလ်များထမနာပြုဖို့ငွေမရှာစိတ်ရွှေရတနာနိုင်ကြည်လက်နွမ်းကအချိန်ကလေးကရာအတိုင်းမသိပဲချမ်းသာစံပါလက်ပါတဲ့ဆယ်ပလင်းမြစာပွားစက်တံမရများစင်စင်ထားလူတိုင်းတာ၍ရစီတာဝီနီယာဆွေတလားတဲ့မောင်ပြီးရကင်းစင်ကွာချိန်ဝေစွာဒီဟာတွင်မှာစက်တီလင်းစီမကြောင်လမ်းကြပါစေပန်းတွေတရံပမာချမ်းရကလေးစံရည်လျက်ဖြာဒီစီစီနဲ့လူအများကိုစိတ်နှပါထူထူခြားခြားရွှင်လန်းဘဝင်ဝမ်းအစင်ချမ်းသာအိုးဣစ္ဆာတရားပြေဝကြနိုင်စေဖို့အတိတ်ချမ်းပြီးမှစုကြည်ပန်းစင်ကရောက်စေဟာဟိုနေ့ဒီနေ့တောင်မကြောင်ကြည်မွေ့လူတွေရွေးဆောင်ကကောင်းငင်ခရီးပြန်တက်ဖို့မညီမဲ့ငယ်ဖောင်းကြီးစီလို့သွားလာလူတိုင်းတာ၍ရစီလားဝီနီယာဆွေတအားတဲ့မောင်ပြီးရကင်းစင်ကွာ
စုသွင်းမဲ့အဖို့ဘုံဘေးပြဆုံးဝေးကြကုန်စပူးလက်ရတောင်ကျွန်းစုသွင်းမဲ့အဖို့ဘုံဘေးပြဆုံးဝေးကြကုန်ယတနာဘုံသွန်ဖြိုးရွှေမိုးတွေကဝေပြဘုံသုံးမကုန်ဖြုံးမကုန်အလုံးစုံကြီးမှအလူတန်းပေးလို့မကုန်ယတနာဘုံသွန်ဖြိုးရွှေမိုးတွေကဝေပြဘုံသုံးမကုန်ဖြုံးမကုန်အလုံးစုံကြီးမှအလူတန်းပေးလို့မကုန်အောင်စေတာသိလို့ကိန်းတဘောင်ကဆုံးအောင်မင်္ဂလာနန်းလို့လမ်းလို့မြတ်ကိုခလုံးကျွန်းတောင်တပြေအဝမ်းလာပါဘုံမီတွေကဆုံးနေလာဖို့ဘုံညောင်ရေးပန်းပန်းမြတ်လမ်းကဆူတောင်းကုန်ချမ်းမာစေကုန်ချမ်းညာစေကုန်ချမ်းမာစေကုန်ချမ်းညာစေကုန်ယတနာဘုံစီစိမ်တွေရေဝိုင်းလို့ရှိတိုင်းကချုံယတနာဘုံကျွန်းလျာပြေအဝန်းဘုံရည်ညွန်းစို့စီယွန်းလို့စုတောင်းမင်္ဂလာတင်္ဂါယတနာဘုံတောင်ကျွန်းစုသွင်းမဲ့ဘုံဘေးပြဆုံးဝေးကြကုန်စပူးလက်ရတောင်ကျွန်းစုသွင်းမဲ့ဘုံဘေးပြဆုံးဝေးကြကုန်ယတနာဘုံသွန်ဖြိုးရွှေမိုးတွေကဝေပြဘုံသုံးမကုန်ဖြုံးမကုန်အလုံးစုံကြီးမှအလူတန်းပေးလို့မကုန်ယတနာဘုံသွန်ဖြိုးရွှေမိုးတွေကဝေပြဘုံသုံးမကုန်ဖြုံးမကုန်အလုံးစုံကြီးမှအလူတန်းပေးလို့မကုန်အောင်စေတံဖိန်လို့ကိန်းတဘောင်ကဆုံးအောင်မင်္ဂလာနန်းလို့မြတ်ကိုခလုံးကျွန်းတောင်တပြေအဝမ်းလာပါဘုံမီတွေကဆုံးနေလာပုံဘုံညောင်ရေးပ
pang pang ya lan ka su dong go chan 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 ma se go chan 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 ya se go chan 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 ma se go chan 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 ya se go yedana b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 o si se ye wai lo she dai ga chou yedana bo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  jun le ya pi awon bo yi nyun so si yun lo su ta mingala dinga yedana boအနိုင်မဲ့ကုန်ရင်တဝမ်းလိုချုံစင်ရှုမြင်နေယခုအစဉ်ပြေရွှေလက်တကားဒီပွင့်ပွင့်ပွင့်တကူရောတဲ့ဝင်တဲ့ဒီဆုံးလေးမဟဲဒီကုန်ရင်ကြည်ပါစေကြည်ပါစေဝေလာတကားဒီပွင့်ပွင့်ပွင့်ဤအိမ်ရှိရာလက်တွေလားဤဆိုင်ရှိရာလက်အများလားဒူများရှိရာလက်နဲ့မကွာရွှေလက်တကားဒီပွင့်ပွင့်ပွင့်လောက်ပြမလက်တွေလားဤလက်ပြမလက်များလားအချင်းတိုင်းမပြတ်ပါလားနေမကွာငွေလာတကားဒီပွင့်ပွင့်ပွင့်အချင်းအောင်ခါကောင်းနှက်ခတ်ကောင်းကောင်းတော့အကျိုးတွေစင်းနေဝေးရွှေလက်တကားဒီပွင့်အတိတ်ကောင်းနမိတ်ကောင်းမင်္ဂလာပေါင်းကောင်းရင်ချက်တည်းတို့ကဝေးငွေလက်တကားဒီပွင့်ရွှေခွက်အပြည့်ငွေခွက်အပြည့်နေတဲ့တရွေမောက်ပြေရှံကရွှေသားအသင့်ငွေသားအသင့်နေသွားအစင်မြင့်တဲ့မြန်ကရွှေလက်တကားဒီပွင့်ပွင့်ငွေလက်တကားဒီပွင့်ပွင့်ဖုံးမြင်ကမ်းမြင်ဖုံးပွင့်ကမ်းပွင့်ဖုံးတင်ကမ်းတင်ဖုံးစင်ကမ်းစင်လက်ပွင့်လက်ပွင့်အလိုရှိတာအားလုံးပွင့်အကျိုးပွင့်တကူပွင့်မင်္ဂလာရှိတာအားလုံးပွင့်ရွှေလက်တကားကြီးချက်ချင်းယခုကိုပွင့်ရှင်အနိုင်မေကုန်အင်းလွှမ်းလို့ချုံစင်ရှုမြင်နေယခုအစဉ်ပြေရွှေလက်တကားဒီပွင့်ပွင့်ပွင့်တကူရောတဲ့ဝင်တဲ့ဒီဆုံးလေးမဟဲဒီကုန်အင်းဒီပါစီဒီပါစီငွ
ငွေလက်တကားကြီးပွင့်ပွင့်ပွင့် ရှိရာလက်တွေလားဤဆိုင်ရှိရာလက်များလားတို့များရှိရာလက်နဲ့မကွာရွှေလက်တကားဒီပွင့်ပွင့်ပွင့်ဤနှုတ်ဖြာမလက်တွေလားဤလက်ဖြာမလက်များလားအချိန်တိုင်းမပြတ်ပါလက်နဲ့မကွာငွေလက်တကားကြီးပွင့်ပွင့်ပွင့်အချိန်ကောင်းအခါကောင်းလက်ခါကောင်းကောင်းသောကျိုးတွေဆင်းဆင်းဝေးရွှေလက်တကားကြီးပွင့်အတေးကောင်းနမိတ်ကောင်းမင်္ဂလာပေါင်းကောင်းရင်ချက်တည်းတူကဝေးငွေလက်တကားကြီးပွင့်ရွှေခွဲပြင်းငွေခွဲပြင်းနေတတရွေမောက်ပြရှံကရွှေသာအသိငွေသာအသိနေတော့အစင်မြင့်တဲ့မြန်ကရွှေလက်တကားကြီးပွင့်ပွင့်ငွေလက်တကားကြီးပွင့်ပွင့်ဖုံးမြင်ကမ်းမြင်ဖုံးပွင့်ကမ်းပွင့်ဖုံးတင်ကမ်းတင်ဖုံးစင်ကမ်းစင်ဓာတ်ပွင့်လက်ပွင့်အလိုရှိရာအလုံးပွင့်အကျိုးပွင့်တကူပွင့်မင်္ဂလာရှိတာအလုံးပွင့်ရွှေလက်တကားကြီးချက်ချင်းယခုကိုပွင့်အ
နဝကမအလူငွေ6,600ကျပ်စီလူဒန်းသောအော်စတင်တင်းကြံနိဗ္ဗာန်စေအလူရှင်များနှင့်အလူရှင်များအားလုံးဘေးရန်ခတ်သိဘေးရန်ဒေါသခတ်သိဘေးရန်ပါစေစင်ရဲခတ်သိဘေးရန်ပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကောင်းကျိုးဒုရဆန္ဒပြေဝကြပါစေသာဓုသာဓုသာဓုဧတုမလီဘုရားရိတ်တာမှာအဖို့ပါတို့အားနေရစာဟောတဲ့အာဟာရအလူနှင့်နဝကမ္မအမှုငွေတို့သည်ပုပ္ပမုစပရစေနာသုံးမှာသုံးရန်ပြေဝစွာဖြင့်လူတိုင်းများဝိသတာအလူရှင်ဆရာတော်ဒေါက်တာအရှင်အရိယဓမ္မအက္ကမဟာတတ္တမဇောတိကတစားဆရာတော်နှင့်အော်စတင်ကင်းညာနိဗ္ဗာန်စေအလူရှင်များနှင့်အလူရှင်အားလုံးတို့သည်ဒါနဤကျိုးများဖြစ်သောအသက်ရှိခြင်းအစင်လာခြင်းချမ်းသာကြီးခြင်းဉာဏ်ပညာကြီးခြင်းဖွံ့အားကြီးခြင်းဘုန်းတော်အာနုဘောကြီးမားခြင်းစသည်တို့နှင့်ပြည့်စုံကြပြီးလျင်ဇောတိကသတိလာမေနကာကာဝနာအထေကြီးလေးဦးတို့ကဲ့သို့အလူရည်ဆက်နည်းနည်းမကွာလူနိုင်ကြပါစေပေးနိုင်ကြပါစေစွန့်ကြဲနိုင်ကြပါစေဘယ်ဘက်မှတဆုပ်ကျဲနေညာဘက်မှတလဲဝင်ပြီးညာဘက်မှတဆုပ်ကျဲနေလည်းဘယ်ဘက်မှတလဲဝင်ပါစေရှိပြီးသားစည်းစိမ်ဥစ္စာရတနာတို့သည်ကြောက်ဆိုင်ကြောက်ကဲတမတည်မြဲ၍မညသေးသောစီဝါဥစ္စာတို့သည်တနေ့တခြားဒီလာကြိုးဝါကြပါစေယနေ့လာရောက်ပိကဆွတ်ကျဲလှူဒန်းသောဆရာတော်ကြီးနှင့်အလူရှင်အားလုံးတို့သည်သက်ရှိကျမ်းမှာစိတ်ချမ်းသာဘေးရန်ကွာ၍လူရဆန္ဒလည်းတစ်လုံးတစ်ဝလည်းပြည့်စုံကြပါစေယနေ့လူကျမ်းသောကုသိုလ်ကောင်းမှု၏အဖို့ဘာကကိုဘုံ30တိဖြစ်ဖြစ်သမျှဝိနည်းများစွာတတ္တဝါနာနာအားလုံးတို့ကိုအမြတ်ပေးဝေမည်ဖြစ်ပါ၏အမြတ်ရကြ၍မိမိတို့ရောက်ရာဘုံဒါနအတီးကြီးမှဝမ်းမြောက်ဝမ်းသာတာရုမှုမောရဏဟောဆိုနိုင်ကြပါစေသောကုသိုလ်အမြတ်ရောမူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ရောမူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ရောမူကြပါကုန်လောသာဓုသာဓုသာဓုဤသည်စားွယ်အမဲမဲကိုလူရဲ့အံကြွလာတာရေးစင်ပြေကျိုးခြင်းငါမဆုံးပါဘူးဒေရဒတ်ဆောင်ဒီကိုကောင်းသည်ရှေးအောင်ဒီရဲ့မမောတညာဘုရားသာသနာပြည့်လည်းပြဖို့ပြည့်မာနိုင်စေဝေဒနာဟာဖြင့်မဖြစ်စေရယာအကြံဖြင့်အတိတ်ဖြစ်ကိုမဖြစ်လေအောင်ချမ်းမြေ့အောင်မှုသုံးဆောင်ဝေရာတိလူရှင်မ
ရဏနှစ်ပါးလှပါပြည့်နေစွာတဟာရမြတ်ကြွရောက်ချီးမြှင့်လာပြုံးနှံစေကထုံးတဲ့စီလာအာဝဟာဝိဝဟာစရာမင်္ဂလာနှစ်ဖက်ဆွေမျိုးစုံစည်းရရှင်နေခေမင်းစွာမင်္ဂလာဆောင်တဲ့အလေးမောင်နေမေကြည်နူးစွာနှစ်ဖက်ဆွေမျိုးစုံစည်းရရှင်နေခေမင်းစွာမင်္ဂလာဆောင်တဲ့အလေးမောင်နေမေကြည်နူးစွာနှစ်ဖက်တဲ့ရွှေစာမဟာနေအနီယာကိနီနေကိနီယာအနှစ်တရမကပါအသက်အနေလက်ထက်ချီပေါင်းနေမင်္ဂလာ စီစီဥစ္စာများဒီစနီးမောင်နဲ့ပြည်လျက်လူသာလူတိုင်းတာပါတာတိုင်းညမှာရှာတိုင်းလေးခိုင်ခိုင်မြဲစီမှာစီစီဥစ္စာများဒီစနီးမောင်နဲ့ပြည်လျက်လူသာလူတိုင်းတာပါတာတိုင်းညမှာရှာတိုင်းလေးခိုင်ခိုင်မြဲစီမှာအလိုရှိရရှိရထမြောက်အောင်မြင်မှာ ရှိခဲ့အသည့်ကြာအသည့်ပြည့်စုံနေစွာမင်္ဂလာမောင်ဝေရဲ့ကဘာအင်းစားညောင်လေးအထက်မှာငှက်ကလေးတွေလည်းတီးလေးစခါကျဲလေးတွေလည်းပွေးပွေးလက်ပြရှောင်းစုံတိဆန်းအချစ်ပန်းပွေးနေတာတစ်ဖက်ဆွေမျိုးစုံစည်းရရှင်နေခင်မင်းစွာမင်္ဂလာ ဆောင်ငယ်အလေးမောင်နေမေကြည်နူးစွာနှစ်ဖက်ဆွေမျိုးစုံစည်းရရှင်နေခင်မင်းစွာမင်္ဂလာဆောင်ငယ်အလေးမောင်နေမေကြည်နူးစွာနှစ်ဖက်တဲ့ရွှေစာမဟောနေမီယာကိနီနေကိနီယာအနှစ်တရမကပါအသက်အနေလက်ထက်ချီပေါင်းသေးမည်ကလာ ရာခဲလာတဲ့လူဘဝစိတ်ချမ်းသာအောင်နေယရနာတွေကယရနာစကူရှာနိုင်စေစမနောယရနာထောက်ရစီကနိုင်ပါစေရာခဲလာတဲ့လူဘဝစိတ်ချမ်းသာအောင်နေယရနာတွေကယရနာစကူရှာနိုင်စေစမန်တော်ယရနာထောက်ရစီကနိုင်ပါစေယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေစေကြားလျင်သိပါစေသိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေဆိုတာလုံးစုံအလုံးအကုန်လုံးသိတဲ့လမ်းညွန်သူတရားဆိုတာကိုဘဝအလမ်းညွန်ကိုရှောက်ရမယ့်လမ်းမှန်ယူတန်ခါဆိုတာဒီလမ်းကြောင်းပေါ်ကိုယ်တိုင်ရှောက်လို့သူတစ်ပါးတွေ့သူယရနာသုံးပါးသည်
ပူဇော်ထိုက်ကပူဇော်စေယောဂီလူသားအလုံးကြားလျင်ပါစေချမ်းမြေစေကြားလျင်သိပါစေတိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေကံဆိုသောအရာကိုဝိရှာတတ်ကြစေကံကံအကြောင်းကျိုးကိုခွဲခြားသိပါစေအတိတ်ပြစ္ဆုတ်မှအနာဂတ်ပိုင်းခြားတတ်ပါစေလောကီလူသားအလုံးကြားလျင်ပါစေချမ်းမြေစေကြားလျင်သိပါစေသိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေကောင်းတဲ့အလုပ်ပဲလုံးလုံးစိုးတဲ့အလုပ်ပဲလုံးလုံးပြုတ်လို့သူရဲ့အတွင်းတရမှာအကျိုးပေးစေနိုင်တာအဲ့ဒါကံလို့ခေါ်တာကောင်းကံကကောင်းကျိုးပေးစိုးကံကစိုးကျိုးပေးကောင်းကံရစေကံကောင်းစေလူသားတိုင်းပေါ်လေလောကီလူသားအလုံးကြားလျင်ပါစေချမ်းမြေစေကြားလျင်သိပါစေသိလျင်လိုက်နာအေးချမ်းပျော်ရွှင်စေဆိုတာလောကမှာမရှိသင့်ဆုံးသောအရာအနေနဲ့များတန်တရားရှိနေဘောဇင်အာဟာရအယူနဲ့ဘဝတုံးလင်နဝကမအလူငွေ6,600ကျပ်စီပေးကမ်းစွပ်ကျဲထူတန်းပြီးဆရာတော်အရှင်အရိယဓမ္မကြီးဝိဇာတပူဇာအထေမစာအုပ်ဟိုလေအကပတိအကျဉ်းချုပ်စာအုပ်တော့ပါခိုင်ရလူတန်းတော့အမေရိကန်ပြည်ထောင်စုမှာတက်တော်66နှစ်ပြည့်ဝိဇာတဆရာတော်ဒေါက်တာအရှင်အရိယဓမ္မအကမဟာသတ္တမဇောတိကသဆရာတော်ကိုစင်ရဲ့ခြင်းကင်းပါစေစိတ်စင်ရဲ့ခြင်းကင်းပါစေကိုစိတ်နှပြချမ်းသာစွာဖြင့်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တက်တော်ရာကျော်ရှိပါစေဆရာတော်တက်တော်ရာကျော်ရှိပါစေဆရာတော်တက်တော်ရာကျော်ရှိပါစေသာဓု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 ယေတုမရီဘုရားရိတ်တာမှအဘိုးဖွားတို့အားနေရစာဘောဇင်အာဟာရအလှူဖြင့်ဘုရားတူလျင်နဝကာမအလှူငွေ6,600ကျပ်စီလူတန်းပြီးဆရာတော်အရှင်အရိယဓမ္မကြီးဝိဇာတပူဇာအထိန်မှာဘဝဖြစ်စဉ်အကျဉ်းစာအုပ်တော့ပါစာရေးလူတန်းတော်ဆရာလူတန်းတော်အော်စတင်တင်းညာနိဗ္ဗာန်စေအလှရှင်များနှင့်အလှရှင်များအားလုံးတို့သည်ကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနှစ်ပြားသောဒုက္ခနှင့်ပြည့်စုံကြပြီလေအလုံးစုံသောလောကီလောကုတ္တရာစည်းစိမ်ယတနာနှစ်ပြားတို့နှင့်ပြည့်စုံကြပါစေယနေ့လာရောက်လူတန်းသောဘောဇင်အာဟာရအလှနှင့်နဝကာမအလှငွေတို့သည်
ပုပ္ပမုစာပရစေတနာစေနာသုံးနာပြေဝတဖြင့်မိဇာတအလှရှင်ဆရာတော်ဒေါက်တာအရှင်အရိယဓမ္မအက္ကမဟာသတ္တမဇောတိကဒသဆရာတော်နှင့်ဩစတင်တင်းကြံနိဗ္ဗာန်စေအလှရှင်များနှင့်အလှရှင်အားလုံးတို့သည်ဌာန၏ကျိုးလူများဖြစ်သောတက်ချေစေငါချမ်းသာရာပညာဗလာတို့နှင့်ပြည့်စုံပြီးဇောတိကာသတိလာမိန်နကာကာဝနာတထေကြီးလေးဦးတို့ကဲ့သို့သေးလို့မတော်လူလို့မကန်းဘုံမရှိကြမှန်းကဲ့သို့ပွင့်လာနိုင်ကြပါစေယနေ့လာရစွန်ကျဲပင်ကမြုပ်တန်းသောဝိဇာတဆရာတော်ဒေါက်တာအရှင်အရိယဓမ္မအက္ကမဟာတတ္တမဇောတိကဒသဆရာတော်နှင့်ဩစင်ကင်းညာနိဗ္ဗာန်စေလူရှင်များနှင့်အလူရှင်အားလုံးတို့သည်အနာမဲလူရှင်ပါဘူးယဟနာရှင်မြတ်ကြီးကဲ့သို့ယောဂဟုတမြလည်းမြူမောများမခကြရပါနှင့်ကျမ်းကျမ်းမမချမ်းချမ်းသာသာဖြင့်အသက်ရာရောခြေကြရပါစေဤကုသိုလ်ကောင်းမှု၏အဖို့ဘာကားကိုဘုံ30ပြည့်ဖြစ်ဖြစ်သမျှဝိနည်းများစွာတတ္တဝါနာနာအားလုံးတို့ကိုအမြတ်ပေးဝင်မည်ဖြစ်ပါ၏အမြတ်ရကြ၍မိမိတို့ရောက်ရာဘုံဌာနအသီးသီးမှဝမ်းမြောက်ဝမ်းသာကာရုဏုမောဒနာပေါ်ဆောင်နိုင်ရပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်